ပုံမျိုးလေးမှာနေထိုင်တဲ့အသက်32နှစ်အရွယ်ခံဘွားဟာအကျွေးတွေနဲ့ဘဝကိုရုန်းကန်နေရပါတယ်။သူရဲ့ကားတစ်စီးနဲ့အသက်မွေးဝမ်းကြောင်းလုပ်နေပေမဲ့ကားဒီဆယ်လက်စေးသက်ကားလိုင်းစင်နဲ့အခုလည်းမစောင့်နိုင်တာကြောင့်အတင်းခံလိုက်ရပါတယ်။ဝယ်လွန်သွားတဲ့သူ့အမေကအိမ်တစ်လုံးခြံထားခဲ့ပေမဲ့ရွာသူကြီးကတလအသုံးတင်းစက်ကြီးကောင်းလာမထဲနိုင်လို့အိမ်ကိုရွာသူကြီးတင်းရတော့မဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ဒီအခါခဲကနေလူမျိုးဖို့ခံဘွားဟာစပရိုက်ပန်းစီလိုပေးတာတွေကြောင်ညာပေးတာတွေကနေတဆင့်ချမ်းသာလာတဲ့စနီးမောင်နှံဖြစ်တဲ့မာနာနဲ့ခွန်ထီကိုစုံသွေးခဲ့ပါတယ်သူတို့မှာမောင်ပေးဆိုတဲ့အသက်19နှစ်အရွယ်လူတော့မတိုးတဲ့အေးဆေးလွန်းတဲ့သားတစ်ယောက်ရှိပါတယ်သူတို့သားကိုတောင်ကြီးတဲ့ကတူမသွားခင်လူမှုဆက်ဆံရေးနားလေသွားအောင်သူရဲ့လူပြိုစင်ဘဝကိုဆွလွတ်နိုင်အောင်တွဲပေးဖို့ခံဘွားကိုသူတို့ကကမ်းလှမ်းခဲ့ပါတယ်အလဲအနေနဲ့ခံဘွားကိုကရောင်ကားတစ်စီးပေးမယ်လို့ကတိပြုခဲ့ကြပါတယ်ခံဘွားဟာမောင်ပေးအလုပ်လုပ်တဲ့တရိษံကေဟာမှာသူ့ကိုစတင်ဆွဲဆောင်ဖို့ကြိုးစားခဲ့ပေမဲ့နားလည်မှုလွဲပြီးမောင်ပေးကခံဘွားကိုပြန်ပေးဆွဲသူထင်ကငရုတ်ကောင်းစပရီနဲ့ဖျန်းလိုက်တဲ့ဟာတာတိုက်ဆိုင်မှုတွေဖြစ်ခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာသူတို့နှစ်ဦးရင်းနှီးသွားကြပြီးတငယ်ချင်းတွေလိုဖြစ်လာခဲ့ပါတယ်ကမ်းခြေမှာအဝတ်ပလာဖင်ပြောင်ကြီးနဲ့ရေကူးရင်ကားခိုးခံရမလို့ဖြစ်တာရဲတွေနဲ့လိုက်တန်းပေးတန်းကစားရတာတွေကသူတို့နှစ်ဦးကြားကတန်ရောစင်ကိုပူခိုင်မဲစေခဲ့ပါတယ်သူတို့ရဲ့ဆက်ဆံရေးဟာရိုးသားတဲ့တန်ရောစင်အဖြစ်ပြောင်းလဲလာချိန်မှာမောင်ပေးကတောင်ကြီးတဲ့ကတူကိုမတက်တော့ပဲခံဘွားနဲ့အတူဟိုပုံးမှာပဲနေဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့ခံဘွားဟာသူ့မိဘတွေစီကကားရဖို့အတွက်သူ့ကိုချင်းကပ်ခဲ့တယ်ဆိုတာမောင်ပေးတီးသွားတဲ့အခါမှာတော့သူအကြီးအကျယ်စိတ်ပြတ်သွားပြီးသူတို့နှစ်ဦးလမ်းခွဲခဲ့ကြပါတယ်ခံဘွားဟာသူ့ရဲ့အမားတွေအတွက်နောင်တရပြီးကိုချီတော့ပေါ်ကိုရဖို့ကြိုးစားခဲ့ပါတယ်ထိုင်းသွားတဲ့လူကိုတရားမဝင်အော်လန်ကနေပို့ဆောင်တဲ့ပွဲစားနဲ့ချဲရောင်းပြီးတော့သက်ဆန်ရှာကအင်ကိုကယ်တင်နိုင်ခဲ့တယ်လို့ကားကိုလည်းပြင်ဆင်နိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့ခံဘွားဟာမိခင်ဖြစ်သူရဲ့အမတ်တရားတွေထဲမှာပဲပိတ်မိမနေတော့ပဲဘဝကိုအတိတ်ကနေစတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူရဲ့အိမ်ဟောင်းကိုတော့သူရဲ့တငယ်ချင်းပြတဲ့ကြော်လေးနဲ့ဟော်မနူးတို့ကိုရောင်းပေးခဲ့လိုက်ပါတယ်မောင်ပေးနဲ့ပြန်လဲဆုံသွေးပြီးတောင်းပန်ခဲ့ကတငယ်ချင်းအဖြစ်ဆက်ရှိနေဖို့သဘောတူခဲ့ကြပါတယ်သူရဲ့ဝါသနာဖြစ်တဲ့ဗပွဲစားချဲပွဲစားဖြစ်ဖို့ထိုင်းကိုရွှေ့ပြောင်းခဲ့ပါတယ်ဆန်းလာရဲ့အဆုံးမှာတော့ခံဘွားဟာမောင်ပေးကိုကြောင်းလိုက်ဖို့ပေးရင်သူတို့နှစ်ဦးရဲ့ထူးခြားတဲ့တန်ရောစင်ကိုဆက်လက်ထိန်းသိမ်းသွားမယ်လို့ကတိပြုခဲ့ကြပါတယ်ဒါဟာအကျိုးအမြတ်အတွက်စတင်ခဲ့တဲ့ဆက်ဆံရေးကနေလူငယ်တယောက်အတွက်ယုံကြည်မှုနဲ့အမျိုးသမီးတယောက်အတွက်ဘဝအဓိပ္ပာယ်တစ်ကိုရှာဖွေသိရှိသွားတဲ့ခရီးစဉ်တစ်ခုပဲဖြစ်ပါတယ်